ကြားရင် ပြော ညီမတောင်းရုပ် အဲ လမယုံရုပ် အဲ အဲ့ဒါပါသိတယ်နော် ဩအေးပြောပြရမယ်နော်အိမ်ရောက်ချင်းပြပြီမယ်နော်ခေါင်းညိုမနေ့ကဖះပုံမှာမေးတယ်လမှာယုံရုပ်နေမှာတောင်းရုပ်ကဘာအဓိပ္ပာယ်လဲဆိုတာကိုဖြေပြပေးမယ်နော်လူရဲ့တက်တန်းနေရလေအခုလို့ကောင်းမှုကုသိုလ်တွေလုပ်တဲ့ခါကြလို့ရှိရင်လူရဲ့တက်တန်းနေရအဲ့လိုမျိုးအကန့်အသတ်မရှိအသက်တွေရှည်သွားတယ်ပြီးလို့ရှိရင်မကောင်းမှုအကုသိုလ်တွေပြန်လုပ်လို့ရှိရင်လူရဲ့တက်တန်း10နှစ်တန်းထိပြန်ကျလာ10နှစ်တန်းထိပြန်ကျလာနော်အဲ့ဒီမျိုးအတက်အကျတစ်ကြိမ်ဖြစ်တာကိုအန္တရာကတစ်ခုလို့ပြောတာနော်အဲ့မျိုး10နှစ်တန်းရောက်သွားတဲ့ခါကျတော့လူတွေကတခါကုသိုလ်တွေပြန်လုပ်တယ်ကုသိုလ်တွေပြန်လုပ်တော့တခါတက်တန်းတွေကပြန်တက်သွားပြန်ပြီးတော့တခါအကုသိုလ်တွေလုပ်တဲ့ခါကျတော့တက်တန်းတွေကပြန်ကျလာတယ်ပြန်ကျလာတဲ့ခါကျတော့10နှစ်တန်းကိုပြန်ရောက်သွားတယ်နော်အဲ့ဒါအန္တရာကတစ်ကြိမ်ပေါ့နော်အဲ့ဒါမျိုးအန္တရာကတွေကတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့အန္တရာကပေါင်းကအားလုံးပေါင်းက64ကတ်ရှိတယ်အန္တရာကပေါင်းအားလုံး64ကတ်ရှိတယ်နော်ဒီကနေပြီးတော့အန္တရာကတစ်ကြိမ်နှစ်ကြိမ်အဲ့လိုတက်တော့အန္တရာကပေါင်းကအဲ့လို64ကတ်ရှိတယ်နော်အဲ့လိုတိုးလိုက်ဆေးလိုက်တဲ့အန္တရာက64ကတ်ကိုတဲ့သူကအတင်ချေကတ်တကတ်လို့ခေါ်တယ်နော်အန္တရာက64ကတ်ကိုအတင်ချေကတ်တကတ်လို့ခေါ်တယ်အတင်ချေကတ်4ကတ်ကိုမဟာကတ်တကတ်လို့ခေါ်တယ်နော်မဟာကတ်တကဘာမှာမဟာကတ်ကမဟာကတ်တကတ်အတင်ချေကတ်က4ကတ်ရှိတဲ့အတွက်အန္တရာကတ်က256ကတ်လို့မှတ်ထားရမယ်နော်ဒါအလုံးပေါင်းကအန္တရာကတ်ကအလုံးပေါင်းကဒီကနေပြီးတော့ဒီထိ64ကတ်အဲ့ဒီ64ကတ်ကိုအတင်ချေကတ်တကတ်လို့ခေါ်တယ်အတင်ချေကတ်4ကတ်ကအန္တရာကတ်256ကတ်ကမဟာကတ်တကတ်နဲ့တွားညီတယ်အဲ့မဟာကတ်တကတ်ကိုတကဘာလို့ခေါ်တယ်နော်တကဘာမှာအတင်ချေကတ်အပြင်4ကတ်ရှိပြီးတော့အန္တရာကတ်အပြင်256ကတ်ရှိတယ်နော်ဒါတို့အခုအတင်အန္တရာကတ်64ကတ်မှာ17ခုမြောက်အန္တရာကတ်ရဲ့အမှတ်အသားတွေကိုလမှာယုံယုံနဲ့နေမှာဒေါင်းယုတ်လို့မှတ်သားထားရမယ်နော်အခုငါတို့ရောက်နေတဲ့တက်တန်းလေးကဟောဒီနေရာဒီမှာအန္တရာကတ်17ခုမြောက်အန္တရာကတ်ရဲ့ပြန်ပြီးတော့ဆုပ်ယုတ်တဲ့တက်တန်းဆုပ်ယုတ်တဲ့အချိန်မှာအသက်80တန်းရောက်ပါပြီနော်အဲ့အသက်80တန်းမှာငါတို့ကရောက်နေတာဖြစ်တဲ့အတွက်ငါတို့ဟောဒီနေရာလေးကိုရောက်လာနော်ဒါတို့ရဲ့အန္တရာကတ်ဒါကဘာပြတ်ဖို့ဆိုအများကြီးလိုသေးတယ်ဒါ64ကတ်မှာတို့က17ခုမြောက်ကတ်ပဲရှိသေးတယ်အဲ့ဖျားပွင့်တာကကြတော့ငါတို့ဘယ်လိုပွင့်လဲဆိုတော့အန္တရာကတ်8910မှာနော်8910 17မှာဖြစ်ဖွင့်တယ်8မှာကာကုတန်ဖျား9မှာဂေါနာကုံဖျား10မှာကတ္တပဖျားနဲ့တို့17မှာကြတော့ဂေါရမဖျားပေါ့နော်အဲ့လိုမျိုးဖျား၄စုက910 8910 17မှာနော်အဲ့ဒီမှာအန္တရာကတ်၄ခုမှာဒီဖျား၄စုကအဲ့လိုပွင့်သွားတယ်ဒါပေမဲ့လေဒီဆရာတော်ယူရကြတော့ဘလို့ယူလဲဆိုတော့ကာကုတန္တဖျားမှာအန္တရာကတ်1 2 3 4မှာအဲ့လိုမျိုးသူကယူတယ်3 4ဂေါရမဖျားဒီမှာဒါလေဒီဆရာတော်ကြီးတို့ယူတဲ့ဖျားပွင့်ပုံပွင့်နီးနော်ခုနကတော့နီးရတစ်မျိုးနော်အဲ့တော့တို့ကစုစုပေါင်းအန္တရာကတ်က64ကတ်မှာတို့ရဲ့အန္တရာကတ်ကဒီနေရာမှာပဲရှိသေးတယ်နော်အဲ့တော့ကဘာကကြံတဲ့အန္တရာကတ်၄ခုမှာဒီဥစ္စာတကတ်ဆိုတော့ကျန်တဲ့၃ခုကဘယ်ရောက်လဲဆိုအဲ့၃ခုမှာကဘာပြက်နေစေအချိန်တို့ကဘာပြက်နေတဲ့အချိန်တို့ကဘာတည်နေတဲ့အချိန်တို့ဆိုတော့အဲ့နေရာမှာလူတွေတက်ရှိတဲ့အချိန်မဟုတ်လို့သူကထက်တွက်စရာမလိုဘူးเนาะအခုတို့ရောက်နေတဲ့တို့ရဲ့အန္တရာက64ကတ်ကပဲတက်ရှိတဲ့ဖြစ်တဲ့အတွက်တို့ရဲ့အန္တရာကတ်တူပဲဒါယူရဖြစ်တယ်เนาะအန်တူတို့အန္တရာကတ်တွေကနောက်လေးလာတဲ့လူတွေမှတ်ထားလို့ရအောင်ဒီအန္တရာကတ်လေးကိုယူထားเนาะအဲ့တော့ဖွားညို့ကိုလူတယောက်ကကဘာပြတ်တော့မယ်လို့လာပြောရင်ဖွားညို့မကြောက်နဲ့မပြတ်ဘူးလို့ပြောပြီးတော့လောင်ကြီးထပ်လို့ရတယ်ဟုတ်ပြီလားတကယ်လို့10သားပေးလိုက်เนาะလောင်ကြီးလာထပ်လို့ရင်10သားပေးလိုက်ပြီးလို့ရှင်အဲ့ပတ်စံကိုခွမ်းညိုရဲတာတုံးလိုက်เนาะတကယ်လို့မတော်လို့ကဘာပြတ်သွားတဲ့ကိစ္စမရှိဘူးရောစရာမလိုဘူးသူရောကိုယ်ရောအဲ့ချိန်မှာမရှိတော့ဘူး